မနာလိုမုံထားအတက်ပညာတို့နဲ့ပြူစားထားခဲ့ရင်တော့မှကာယကံရှင်ကိုယ်တိုင်လာရောက်တောင်းပန်ရသောအဌာနမေတ္တန်သို့မဟုတ်တတ်တော်ကင်းကားထားသောအလွန်အစွမ်းထက်သောအဌာနမေတ္တန်ကားထားရွတ်ဖတ်ပူဇော်ရန်အတွက်အန်ဂျလီရှရမာပေ့ချ်မှပြန်လည်ကုသိုလ်ယူမျှဝေပေးပါငယ်နနက်9 နာရီမှ6 နာရီအတွင်းတောက်တော်ရေ9 ကွက်စီမီ9 တိုင်အမွှေးတိုင်9 တိုင်နဲ့ပူဇော်ပြီး9 ပါးတီလာခံယူပြီးလျင်အောက်ပါအဌာနမေတ္တန်ကာထားကို6 ခေါက်ဒါမှမဟုတ်29 ခေါက်ကိုရွှတ်ဖတ်ပူဇော်ပါလျင်တလအတွင်းထူးကဲသောအကျိုးများကိုခံစားရပါမည်ထိုကာထားကိုရွှတ်ဖတ်ပူဇော်နေသည့်ကာလအတွင်းမိတို့သောအောက်လန့်အတက်ပညာမှမပြုစားမနှောင့်ယှက်နိုင်ပါမိမိ၏အသက်ကိုမိသူများနှုတ်ယူခွင့်မရနိုင်ပါကုသ၍မပြောက်နိုင်သောယောဂများကိုလည်းထူးခြားစွာပျောက်ကင်းနိုင်ပါသည်မိမိ၏လက်လာပါကိုလည်းမိသူများမတားဆီးမပိတ်ပင်နိုင်ပါရှိပြီးသားစည်းစိမ်ဥစ္စာတို့သည်လည်းမပျောက်ပြက်နိုင်ရလက်လာပါတို့သည်လည်းထူးခြားစွာပွင့်လင်းလာပါသည်မိမိ၏ဉာဏ်ပညာကံဉာဏ်ဝိရိယတို့ကိုလည်းမိသူများမတားဆီးမပိတ်ပင်နိုင်ပါမိမိ၏ရှိပြီးသောကိုယ်လက်အင်္ဂါအစိတ်ပိုင်းလက္ခဏာကြီးငယ်အသွယ်တို့ကိုလည်းမိသူများမဖျက်ဆီးနိုင်ပါအန္တရာယ်ကင်းစွာနေရပါသည်တေကံမရောက်တက်မပြောက်စီခဲ့သောအလွန်အစွမ်းထက်သောဘုဒ္ဓစာပေကျမ်းဂန်များမှာဆင်းသက်လာသောထိုကာထာကိုဓမ္မဒါနအခေတ်အန်ဂျလီရှာရမာပေ့ချ်မှမျှဝေပေးလိုက်ပါတယ်အဌာနမေတ္တန်ကာထာတော့အဌာနမေတ္တန်ဘိခဝေအနဝကတော့ယံဘရူပကမေနတထာဂတံဇီဝိတာဝရောပယအနုပကမနေဘိခဝေတထာဂတာပရိနိဗ္ဗာယန္တိဧတေနသစ္စာဝုဖေနသောတိဝေတေဟောတုတပ္ပဒါဒီအဌာနမေတ္တန်ဂါထာကအဆိုးတွေကိုကင်းလွတ်စေတယ်ဘုရားရှင်ရဲ့နှုတ်ထွက်ဂါထာဖြစ်တယ်ဂါထာကိုတစ်ခေါက်ရွတ်တိုင်းဘုရားရှင်ရဲ့ဂုဏ်တော်ကိုပွားများပြီးရွတ်ဆိုပါအထူးအရေးကြီးတဲ့ဘေးအန္တရာယ်နဲ့ကြုံတွေ့နေရင်အခက်အခဲပြဿနာနဲ့ကြုံတွေ့နေရင်တနေ့108 ခေါက်ရွတ်ဖတ်ပူဇော်ပါရွတ်ဖတ်ပူဇော်ပြီးရင်အကျွန်ုပ်ဒီအဌာနမေတ္တန်ဂါထာကို108 ခေါက်ရွတ်ဖတ်ပွားများပြီးပါပြီဤစကားဒီမှန်ပါတယ်ဤမှန်တဲ့သစ္စာစကားကြောင့်ဤမှန်တဲ့သစ္စာရဲ့တကိုးကြောင့်၎င်းအဌာနမေတ္တန်ရဲ့တကိုးကြောင့်၎င်းအဌာနမေတ္တန်ဂါထာကိုရွတ်ဖတ်ပွားများရတဲ့ကုသိုလ်ကောင်းမှုကြောင့်၎င်းအဌာနမေတ္တန်ဂါထာကိုစောင့်ရှောက်နေကြတဲ့နတ်များရဲ့တကိုးတော်ကြောင့်၎င်းအဌာနမေတ္တန်ဂါထာကို